ဟုတ်ကဲ့ကျွန်တော်ဒီ fasting အကြောင်းလေးတွေတင်ပြီးတော့ကျွန်တော်တော်များလာပေးကြတယ်ပေါ့နော် fasting လို့တော့ညစာမစားပြဘူးဆိုရင်ကောင်းမှုတာတွေဖြစ်လားအာဟာရပြတ်တာတွေဖြစ်မလားချို့အိမ်ရလူကြီးဆိုလို့ရှိရင်လေကိုယ်အနေမကောင်းရတဲ့ကြားတဲ့ fasting လုပ်လို့ရှိရင်ညစာမစားရင်အားပြတ်မယ်ဆိုပြီးစိတ်ပူကြတယ်နော်ဒါပေမဲ့ကျွန်တော်ဆိုရင်ကျွန်တော် fasting လုပ်လို့ရှိရင်ကျွန်တော်ဒီ3နှစ်ကိုတော့ကျွန်တော်ရအောင်စားတယ်ဘယ်လိုမျိုးလဲကျွန်တော် fasting နေတိုင်းလုပ်မှာမဟုတ်ဘူးဗျာအဲ့လိုကြောင့်အရှိနေ့မှာတည်းကကိုကစားလာလို့ရတယ်ဥပမာပြောရလို့ရှိရင်ကျွန်တော်တို့ဒီ16ရက်လုပ်မယ်ဆိုလို့ရှိရင်ရှင်းနေ့မှာပုံမှန်တိုင်းမနက်စာနေ့လည်တာစားလာပြီညစာလေးကိုပဲညနေ9နာရီခွဲလောက်မှစစားလိုက်လို့ရှိရင်ရှာပြီနောက်နေ့မနက်စာကိုမနက်10နာရီမှပြန်စားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်နေ့တိုင်းပဲပြန်ပြီးတော့ကျွန်တော်ဒီနေ့3နဲ့စားလို့ရတယ်ပေါ့နော်တကယ်လို့16လုပ်မယ်ဆိုလို့ရှိရင်လည်းဟိုကဒီညစာကို4နာရီခွဲ9နာရီလောက်မှစားလိုက်လို့9နာရီလောက်မှပြီးသွားတယ်ဆိုရင်နောက်နေ့မနက်စာကိုမနက်7နာရီပြန်စားလိုက်လို့ရှိရင်ကျွန်တော်တို့ပုံမှန်တိုင်းပြန်လေပတ်လို့ရတယ်ဗျာမနက်စာမနက်7နာရီမှစားနေ့လေစာကိုကျွန်တော်တို့2နာရီလောက်မှစားတယ်ညစာကို9နာရီလောက်မှစားလိုက်မယ်ဆိုလို့ရှိရင်16လည်းကျွန်တော်တို့3နဲ့စားပြီးလို့ရတယ်နောက်ဆုံးကျွန်တော်ပြော24အထိကိုကျွန်တော်တို့3နဲ့စားပြီးလို့ရတယ်။ဘာလို့ဆိုကျွန်တော်တို့ဒီရှေ့ကြီးရက်ကပုံမှန်လေးတိုင်းပဲစားလာမယ်။ညစာလေးကိုပဲကျွန်တော်တို့ဒီနေ့စောစောစားလိုက်ရင်ရတယ်ဗျာ။4နာရီလောက်မှစားလိုက်မယ်ဆိုလို့ရှိရင်ညစာ4နာရီလောက်စားပြီးနောက်နေ့ကျလို့ရှိရင်မနက်စာကိုကျွန်တော်တို့ဒီ7နာရီလောက်မှပြန်စားမယ်ဆိုရင်20လေးရပါပါဗျာ။အဲ့တော့အားလုံးပဲစူးစမ်းပြီးတော့ကိုယ်ခန္ဓာကိုယ်လိုက်ပေါ့နော်ခန္ဓာကိုယ်ရဲ့အတန်အားထောင်ပြီးတော့လုပ်ကြည့်ပါ။တကယ်လို့ကိုယ်ကိုယ်စင်မပြေတာနေချင်တာရှိရင်လည်းကျွန်တော်ချက်ပေါ်ပါနေတာမျိုးရပါတယ်။အားလုံးကြမှာရပါလိမ့်ဗျာ။